ဩဃာတကြောခန်းရှင်းလင်းချက်မြန်မာနိုင်ငံတွင်ဩဃာတအစရှိသောကြောခန်းသည်ပကံခေတ်ရှင်ရဟန်းမထေရလက်ထက်မှစတင်ပေါ်ပေါက်လာခဲ့သည်ဩဃာတဩဃာတဩဃာတဟူရာ၌ဩဃာတဟူသည်အခွင့်ပြုတော်မူပါဟုအဓိပ္ပာယ်ရသည်ခြေကိုးခွင့်ပြုတော်မူပါကြောခွင့်ပြုတော်မူပါဟုခွင့်တောင်းခြင်းဖြစ်သည်ယူသည်မှုကိုအလေးနှင့်ပြုလိုသောကြောင့်ဩဃာတကို၃ကြိမ်၃ခါပြုဆိုကြသည်ကာယကံဝစီကံမနောကံတပ္ပဒေါသဟုသောအပိုက်၌ကာယကံဟူသည်ကိုယ်ဖြင့်ပြုလုပ်သောအမှုကိုဆိုလို၏ဝစီကံဟူသည်နှုတ်ဖြင့်ပြောဆိုသောအမှုကိုဆိုလို၏မနောကံဟူသည်စိတ်ဖြင့်ကြံစည်သောအမှုကိုဆိုလို၏တပ္ပဒေါသခတ်သိမ်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါဟူရာ၌တပ္ပဒေါသခတ်သိမ်းသောအပြစ်ပါဠိနှင့်မြန်မာတွဲသုံးထားသည်ဖြစ်၍အနှစ်အဓိပ္ပာယ်ရှင်းလင်းရန်မလိုအပ်ပေဖရာယရနာတရားယရနာသံဃာယရနာဟုဆိုအပ်သောယရနာမြတ်သုံးပါးတို့ကိုဟူသောအပိုက်၌ယရနာဟူသည်အလေးအမြတ်ပြုထိုက်ခြင်းတန်ဖိုးကြီးမားခြင်းရှားပါး၍ရခဲ့ခြင်းရရှိသူတွေ့ရှိသူအားနှစ်သက်မှုကိုဖြစ်စေနိုင်သောကြောင့်ယရနာဟုခေါ်ဆိုရသည်ဖရာဟူသည်အလုံးစုံကိုအကုန်စင်သိမြင်တော်မူသောကြောင့်ဖရာဟုခေါ်ပေသည်တရားဟူသည်တရားဝါများကိုဆင်းရဲတွင်သို့မကြရအောင်ဆောင်ယူတတ်သောကြောင့်တရားဟုခေါ်ပေသည်တန်ခါဟူသည်အယူသီလတွမြသောအရိယာပုဂ္ဂိုလ်အပေါင်းနှင့်သမုဒိတန်ခါကိုတန်ခါဟုခေါ်ပေသည်ယန္နာမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်လက်အုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကြော့ပါ၏အရှင်ဘုရားဟူသောအပိုက်၌လက်အုပ်မိုး၍ဟူရာ၌လဝနှစ်ဖက်ကိုစုံညီပြု၍နှစ်ဖူးအထိရှီမြောက်ထားခြင်းဘုရားရှိခိုးရာ၌လက်အုပ်ကိုမေးစိသို့မဟုတ်ရင်ညွန့်မြသာမြောက်ရှိထားခြင်းသည်အမြင့်ဆုံးအယုသေးပြုနည်းမဟုတ်ပေနှစ်ဖူးအထိမြောက်ရှိထားမှသာလျှင်အမြင့်ဆုံးအယုသေးပြုခြင်းဖြစ်ပေသည်ကုမြော်မှန်လျှော့သောပိုင်း၌ရှိခိုးခြင်းကြော့ခြင်းကိုပြုရာ၌မာနကိုချော့ချပြီးမှသာရှိခိုးကြော့နိုင်သည်မိမိကိုယ်ကိုယန္နာသုံးပါးအောင်နှိမ့်ကြသည်ညံ့သည်ဟုယူဆပါမှရှိခိုးကြော့နိုင်ပေသည်ထို့ကြောင့်ဤရှိခိုးခြင်းသည်မာနကိုချော့ချပြီးဖြစ်ပါကြောင်းဖွင့်ဟမြွတ်ဆိုခြင်းဖြစ်ပေသည်ကြော့ရသောအကျိုးအားကြောင့်တချို့သောသူများကကြော့ရသောကုသိုလ်ကံစေနာကြောင့်ဟုဆိုကြသည်ကြော့ရသောအကျိုးအားကြောင့်အပယ်၄ပါးကတ်၃ပါးရပ်ပြည့်၈ပါးရန်သူမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား၅ပါးတို့မှခါကသိန်းကိလွတ်ငြိမ့်သည်ဖြစ်ဟုသောအပိုက်၌အပယ်၄ပါးဟူသည်ငရဲတရိษံပြိတ္တာအတုရကေဟူ၍၄ပါးပြားရှိ၏ထိုတွင်၁ငရဲဟူသည်ငရဲထိန်ငရဲမိစသည်တို့ဖြင့်အမျက်အနှိမ့်ဆက်ခံရသောဘုံဌာနကိုဆိုလိုသည်၂တိရစ္ဆာန်ဟူသည်မဘုံနိဗ္ဗာန်တရားတော်နှင့်ဖီလာကန့်လန့်ဖြစ်နေသောတတ္တဝါတို့၏ဘုံဌာနကိုဆိုလိုသည်၃ပြိတ္တာဟူသည်စားရမဲ့ဝတ်ရမဲ့ကိုယ်ရမဲ့ဖြစ်နေသူတို့၏ဘုံဌာနကိုဆိုလိုသည်၄အတုရကေဟူသည်ပြိတ္တာများထက်အခြေအနေဆိုး၍အမြဲပူလောင်ဆင်းရဲခံနေရသူများ၏ဘုံဌာနကိုဆိုလိုသည်ကတ်၃ပါးဟူသည်ဒုဗိခန္ဓရကတ်တထန္တရကတ်ရောဂန္ဓရကတ်ဟူ၍၃ပါးပြားရှိ၏ထိုတွင်၁ဒုဗိခန္ဓရကတ်ဟူသည်ငတ်မုတ်ခြင်းပေးဆက်ရောက်နေသည့်ခေတ်ကာလကိုဆိုလိုသည်၂တထန္တရကတ်ဟူသည်လက်နက်ဘေးအန္တရာယ်စစ်ဘေးအန္တရာယ်ဆက်ရောက်သည့်ခေတ်ကာလကိုဆိုလိုသည်၃ရောဂန္ဓရကတ်ဟူသည်ဥစက်ယောဂဘေးအန္တရာယ်ဆက်ရောက်သည့်ခေတ်ကာလကိုဆိုလိုသည်ရပ်ပြည့်၈ပါးဟူသည်ငရဲတရိษံပြိတ္တာလွန်စွာတက်တန်းချီသောအရူပဗြဟ္မာနှင့်အတညတဗြဟ္မာပစ္စန္ဒရအယတ္တာမိစ္ဆာဒိဋ္ဌိဒုပညာသာသနာ့ဘကာလအားဖြင့်7ပါးပြားရှိ၏ထိုတွင်1ငရဲ2တိရစ္ဆာန်3ပြိတ္တာတို့သည်ထင်ရှားပြီဖြစ်၍ရှင်းလင်းရန်မလိုအပ်တော့ပေ4လွန်စွာအသက်တန်းရှည်သောအရူပဗြဟ္မာနှင့်အတညတဗြဟ္မာဟူသည်ရုပ်မရှိ
နန္တရားတသက်တာရှိသောမြမာကိုအရူပမြမာဟုခေါ်၏နန္တရားမရှိရုပ်တသက်တာရှိသောမြမာကိုအတညတမြမာဟုခေါ်၏ငါပိစံရယတဟုသည်တိုင်းစွန်ပြည်ဖြာလမ်းမဆက်သွယ်ခက်ခဲ၍ဟောဝါဒမပြည့်စုံမကြွယ်ဝသည့်လူရိုင်းမျိုးနွယ်ကိုဆိုလိုသည်ရှောက်မိစ္ဆာဒိဋ္ဌိဟုသည်မှားယွင်းသောအယူဝါဒရှိသောအမျိုးနွယ်ကိုဆိုလိုသည်ခွန်ဒုပညာဟုသည်အတိညာလူစင်မမီသူကိုဆိုလိုသည်ရှေ့သာသနာ့ဘကာလထင်ရှားလေပြီဤရဌာနများ၌ဖြစ်လာသူများသည်မြတ်စွာဘုရားရှင်၏ဒေသနာတော်ကိုနာကြားခွင့်မရခြင်းနာကြားရတော့လဲအနိဋ္ဌိပဲသိနိုင်စွမ်းမရှိခြင်းကြောင့်ဤရဌာနရှိခုကိုရက်ပြည့်ရှိပါဟုခေါ်ပေသည်ဉာဏ်မျိုး၅ပါးဟူသည်ရေမီးမင်းကိုးသူငွေကစိုးဟူ၍၅ပါးပြားရှိ၏ထိုတွင်1ရေဟူသည်ရေလွှမ်းမိုးခံရခြင်းဘေးရန်ကိုဆိုလိုသည်2မီးဟူသည်မီးလောင်ခံရခြင်းဘေးရန်ကိုဆိုလိုသည်3မင်းဟူသည်ရာဇဝတ်ပြစ်ဒဏ်ခံရခြင်းဘေးရန်ကိုဆိုလိုသည်4ခိုးသူဟူသည်ခိုးဝှက်ခံရခြင်းလူရက်ခံရခြင်းဘေးရန်ကိုဆိုလိုသည်5ငွေကစိုးဟူသည်မိဘပစ္စည်းဖြုံးတီး၍မိဘကိုနှိပ်စက်တတ်သည့်သားစိုးသမီးစိုးကိုဆိုလိုသည်ဝိပတ္တိတရား၄ပါးဟူသည်ဂတိဝိပတ္တိဥပတိဝိပတ္တိကာလဝိပတ္တိယောဂဝိပတ္တိဟူ၍၄ပါးပြားရှိ၏ထိုတွင်1ဂတိဝိပတ္တိဟူသည်လားရာဂတိပေါက်ပြန်ခြင်းအပေပုံ၌ဖြစ်ခြင်းကိုဆိုလိုသည်2ဥပတိဝိပတ္တိဟူသည်ဥပတိယုတ်ပေါက်ပြန်ခြင်းရုပ်စင်အင်္ဂါချိုးတဲ့ခြင်းကိုဆိုလိုသည်3ကာလဝိပတ္တိဟူသည်ခေတ်ပြည့်ကာလပြည့်ခြင်းတရားဥပဒေဖြင့်အုပ်ချုပ်မှုကင်းမဲ့သောအချိန်ကာလကိုဆိုလိုသည်4ပြောကဥပတ္တိဟူသည်လှုပ်ဆောင်မှုအားထုတ်မှုမှန်မှန်ကန်ဖောက်ပြန်ခြင်းလုံမကင်မဖြစ်ခြင်းအပြစ်ကျူးလွန်မိခြင်းကိုဆိုလိုသည်ပြဒနာတရား၅ပါးဟူသည်ညာတိပြဒနာဘောဂပြဒနာရောဂပြဒနာတိလပြဒနာဒိဋ္ဌိပြဒနာဟူ၍၅ပါးပြားရှိ၏ထိုတွင်1ညာတိပြဒနာဟူသည်ဆွေမျိုးများပစ္စည်းခြင်းကိုဆိုလိုသည်2ဘောဂပြဒနာဟူသည်စီစဉ်ဥစ္စာဆုပ်ယုပ်ပစ္စည်းခြင်းကိုဆိုလိုသည်3ရောဂပြဒနာဟူသည်အနာရောဂါနှိမ့်ဆွေပစ္စည်းခြင်းအနာရောဂါဆွဲကပ်နေခြင်းကိုဆိုလိုသည်4သီလပြဒနာဟူသည်အကျင့်သီလပစ္စည်းခြင်းကိုဆိုလိုသည်5ဒိဋ္ဌိပြဒနာဟူသည်ယူဖောက်ပြန်လွဲမှားပစ္စည်းခြင်းမိစ္ဆာယူကိုယူခြင်းကိုဆိုလိုသည်ပြဒနာတရား၅ပါးတွင်သီလပြဒနာနှင့်ဒိဋ္ဌိပြဒနာတို့သည်ယခုဘဝ၌သာဆင်းရဲစေသည်မဟုတ်နောင်ဘဝများစွာ၌လည်းဆင်းရဲခြင်းတို့ရောက်စေတတ်သောကြောင့်ပို၍ကြောက်မက်ဖွယ်ကောင်းလာပေသည်ဩဃာတကရောကျိုးဖြင့်ကရောရာ၌ကရောရသောအကျိုးအားကြောင့်ကရောရသောစေနာကြောင့်ယခုပြခဲ့သောမကောင်းသောတရားတို့မှကင်းလွတ်ငြိမ်းသည်ဖြစ်၍အထိပ္ပယ်ရသည်မတရားဘုတရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့၏ရှင်ဘုရားဟူသောအပိုင်၌မတရားဟူသည်သောတာပတ္တိမတ်သဂရဂါမိမတ်အနာဂါမိမတ်ရတ္တမတ်ဟူ၍၄ပါးပြားရှိလေ၏ဩဃာတကရောကျိုးဖြင့်ကရောရာ၌ဤမတရား၄ပါးကိုတိနှင့်ထားရပေမည်ဖို့တရားဟုဆိုရာ၌သောတာပတ္တိဖို့သဂရဂါမိဖို့အနာဂါမိဖို့ရတ္တဖို့ဟူ၍၄ပါးပြားရှိလေ၏ဩဃာတကရောကျိုးဖြင့်ကရောရာ၌ဖို့တရားဟု၍ဆိုရာ၌ဤဖို့တရား၄ပါးကိုတိနှင့်ထားရပေမည်နိဗ္ဗာန်ဟူရာ၌ဒုက္ခခတ်သိမ်းတို့၏ကုံဆုံးရာအင်းငြိမ်းချမ်းသာသောဓာတ်သဘောကိုနိဗ္ဗာန်ဟုခေါ်သည်ရာဂ၏ကုံရာဒေါသ၏ကုံရာမောဟ၏ကုံရာသည်နိဗ္ဗာန်မြည်ပေ၏ဤတွင်ဩဃာတကရောခန်းရှင်းလင်းချက်ပြီးလေသည်